အခု Shake Beauty ကနေအသစ်ဆက်မိတ်ဆက်ပေးခြင်းတဲ့အရာကတော့ The Night Cream Glow Glass Whitening Sleeping Mask Bar ညဘက်အိပ်စက်ချိန်မှာပဲတင့်သားရည်ကိုပြန်လည်ပြုပြင်ပေးပြီးနောက်နေ့မနက်မှာနဲ့တင်ငယ်ရွယ်တောက်ပတဲ့မျက်နှာလေးနဲ့နိုးထချင်သူတွေအတွက်အထူးသင့်လျော်တဲ့နိုင်ခိုင်ရင်မလေးပါအဓိကအကျိုးကျေးဇူးများအသားရည်အယောင်ဖျော့ဖျောင်းမှုများကိုလျှော့ချအမဲဆက်မဲကျဲများကိုဖြည်းဖြည်းချင်းဖယ်ရှားအသားရည်ကိုနူးညံ့ချုံးမွေ့စေပြီးရေဓာတ်ဖြည့်တင်း sensitive skin တွေအတွက်ပါသင့်လျော်ပြီးအသုံးပြုနိုင်တယ် dermatologically tested ဖြစ်တဲ့အတွက်အထူးယုံကြည်စိတ်ချနိုင်တယ်အသုံးပြုနည်းညအိတ်ချိန်မှာမျက်နှာတန့်တန့်နဲ့တန့်စင်ပြီးရင် night cream ကိုမျက်နှာအနှံ့လိမ့်ပေးပါမဆေးဖြတ်ရပါဘူးနော်အိတ်နေချိန်အတွင်းမှာပဲ magic ကလှုပ်သွားမှာပါ Shake Beauty ကနေဒီလိုအသားရည်ဂရုစိုက်မှုအတွက်ထိရောက်ပြီးအရည်သွေးမြင့်တဲ့ထုတ်ကုန်လေးတွေကိုတနေ့ချင်းစီမျှဝေပေးနေပါတယ်လိုက်ပေးဖို့ follow လုပ်ထားဖို့မမေ့နဲ့နော်မနက်ဖြန်အလှတရားအတွက်ညဘက်မှာ glow ဖြစ်ဖို့ night cream နဲ့စတင်လိုက်ပါ